မင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမြတ်တန်းတင်ရေးသားခဲ့တဲ့ပြည်တွင်းစစ်နောက်ခံဝတ္ထုဇာတ်လမ်းတိုလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်ဝတ္ထုလေးရဲ့နာမည်ကတော့ဒုက္ခသည်လို့အမည်ရပါတယ်ရှင်နားဆင်ခံစားပေးကြပါအောင်ရှင်ဒုက္ခသည်အရင်ကရန်ကုန်ဆိုသည့်စကားကိုကြားလိုက်ရတိုင်းရင်ထဲမှာဝမ်းသာတယ်လို့ဝမ်းနည်းတယ်လို့နှင့်ရင်ဖိုခဲ့ရသည်ရန်ကုန်ဆိုတာရွှေလီချောင်းထက်အတော်ကြီးမှာပဲရွှေတကုံကြီးကလည်းဗကြီးမှန်ပြောတော့ရင်မြင်တော်ပေါ်ရောက်အောင်အမောတက်ရတဲ့တရိတ်ဆန်ယုံဆိုရင်တော့အချုပ်ခန်းကြီးလိုနေမှာပဲနတ်ပြည်တမျှပဲလို့ပြောကြတော့မိန်းကလေးလှလှတွေလည်းတိတ်ပေါ်မှာပဲဒီလိုစိတ်ကူးထဲမှာရန်ကုန်ကိုအိမ်မက်မက်ရင်ရန်ကုန်ဆိုသည့်စကားကိုကြားရတိုင်းမမြတီမှာစိတ်ထဲတွင်ပျော်တယ်လို့ငငယ်ကတန်းစီတုံးကလို့ရင်ထဲတွင်အေးကနေဖြစ်သွားသည့်အရာတာကိုခံစားရ၏ဟောရန်ကုန်ဆိုတာဒါပဲသူ့အကြီးလေးကအနားမှလက်ကုပ်ပြော၍ကြည်လာရသည်နံပါတ်2ဘော့တရာကိုမော်တော်မရက်ခင်ကရန်ကုန်မြစ်ထဲမှရွှေတကုံစီရီတော်ကြီးကိုတပ်ပယ်စွာမြင်ရသည်ကမ်းနားမှတန်ဖြူကိုရောင်ကြီးတွေတိုက်မြင့်မြင့်ဖြူဖြူကြီးတွေကိုမြင်ရသည်အစကတော့ရန်ကုန်ကိုယခုလိုလွယ်နဲ့ရောက်လိုက်မယ်လို့ဘယ်တော့မှမမျှော်လင့်မှုခဲ့ချေအဆုဆက်သိမ့်ထီပေါလို့ရှိရင်ဆိုသည့်အတွေ့ဖြစ်တာရန်ကုန်စိတ်ကိုမြို့သိပ်ထားရ၏ရောက်ချင်တော့လဲအမတန်လွယ်ပါတကားတနေ့ကသူတို့ရွာနာတွင် KNU နှင့်အစိုးရတို့တိုက်ပွဲဖြစ်၏မြတီမှာတိုက်ပွဲဖြစ်တော့ကအဖေကိုဘိုးများတဲ့လာသည့်ငါးများကိုလဲရောင်းနေတော့ဖြစ်၏နေရသည်မှာတထိတ်ထိတ်နှင့်ရဲမအိပ်ဝွန့်အောင်ဖြစ်နေသည့်အထဲတွင်မနက်စောကြီးတနတ်တန်တွေကြတော့ဧကန်နတပုံတွေနဲ့တိုက်ပြီးဟုယူဆ၏မြသည်မှာမကြပါကြည်စံတွေကြားထဲမှာကုတ်ကူပင်ကြီးကိုတွေ့ကပ်နေရ၏နောက်နိုင်ရီဝက်ခန့်အတွင်းမြတီတို့ရွာကိုကရင်တွေဝင်လာပြီးမိတိုက်လိုက်၍သာမြတီမှာယခုလိုရန်ကုန်သို့မမျှော်လင့်ပဲပြေးလာရပေသည်ရွာတုံးကသွေးဆက်သွေးအိုင်တွေကြည်စံခွန်တွေကရင်မုတ်ဆိတ်မွေးတွေကြောင့်ရင်တခုန်ခုန်ဖြစ်မိ၏ယခုမြတီတို့ရွာကအတုပ်ကိုဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့မှရန်ကုန်သို့မော်တော်ကလေးဖြင့်ပို့လိုက်၍သာရန်ကုန်သို့ရောက်ရတော့သည်သို့မဟုတ်လျင်တတက်မှာရောက်ပါမည်အောင်လားဟု၍ပင်မတွေးရချေလမ်းမှာလဲတထိတ်ထိတ်နှင့်လာခဲ့ရသည်ရန်ကုန်ရောက်မှပင်တပ်ပြင်းကိုချနိုင်တော့သည်ကမ်းမော်ကိုပထမဆုံးတက်ချင်းမြတီအဖို့အထူးဆန်းကြီးဖြစ်နေ၏လမ်းချားတွေအရင်မြို့ကိုဈေးဝယ်လာတော့ကမြူနီစပယ်အရာကြီးတွေခက်ဆန်းဆန်းတုတ်ကိုတောင်ကြီးတွေအဆက်မပြတ်သည့်ကားတွေကိုတွေ့ရရာခက်လက်လက်မင်းဖြစ်မိသေး၏ဟဲ့မြတီရဲ့တိုက်အိမ်တွေမပြတ်ပါစေနဲ့ခပိုင်လိုက်ကပေါ်တဲ့နဲ့တောကမှန်သိရင်ဟုတ်အနားမှသူ့အကြီးကပြောမှပင်တတိယတော်သည်မြတီမှာထမင်းအိုးတောင်းကိုခေါင်းပေါ်ရွက်ထားရသည်သူ့ဖေကိုဘိုးများမှာရှိသမျှအဝတ်အစားနှင့်စောင်းကောင်းအုံးထည့်ထားသည့်ဖာကြီးကိုရွက်ထားသည်အမေမရွှေခင်မှာနှုတ်ညာကလေးကိုခတစ်ခွင်ချီကသားအလက်ကလေးကိုလက်ကဆွဲထားသည်ပထမတော့ရန်ကုန်အချိန်ကဟန့်လိုက်၍လက်နေမိသည်နောက်မှသူတို့ကိုဘသူမှဂရုမစိုက်နိုင်မဲ့ကို့ဘာသာသွာလာနေသူတို့ကိုကြည့်မှရဲသွားဝင်လာသည်ရန်ကုန်နဲ့တို့ရွာနဲ့ကွာပါပဲကွာဟုကိုဘိုးများကညီးသည်ဟုတ်ပါရွာနဲ့ရန်ကုန်ကကွာပါတော့ဟုရင်ထဲတွင်ပဲ့တင်လာထပ်သည်မြတီတို့တောမှာမနက်လင်းလာလျင်ဘဲတန်ကြက်တန်ဝက်တန်တို့ကိုကြားရ၏နောက်နေအတော်မြင့်လာလျင်ရွာတကာလဲကရန်ဖြစ်တယ်လို့အော်ကျဲနှင့်စကားပြောကစပားနဲ့ဖြစ်လာထပ်သည့်ငစိမ့်တယ်တို့၏အတန်ကောက်ညင်နှုံထုတ်သည့်အတန်တို့ကိုကြားရသည်တပုံထသောအခါနေ့ရောညရောတနတ်တန်တွေအမြောက်တန်တွေကိုကြားရ၏သွေးအိုင်တွေကြည်စံကွန်တွေမီးကိုလုံးတွေမီးတောက်တွေကိုမြင်ရ၏အိမ်ထဲကအိမ်ပြင်ပင်မထွက်ရဲဟဲ့မြသည်အိမ်ထဲတွင်အသာနေစမ်းဟုသူ့အမေကအော်သဖြင့်ခက်ကုတ်ပင်နေရ၏မင်းညကရေကျော်ဝနာမှာလူတွေတွေ့တဲ့လက်နက်တွေကလည်းပြေလိုပဲဟိုဘက်ရွာကတရားဟောဆရာကခေါင်းဆောင်တဲ့သူ့သားရန်ကုန်ကျောင်းနေတဲ့စောဘချစ်တို့တောင်ပါတဲ့တည်င်းတွေမှတယောက်တစ်မျိုးပြောကြ၏
ကြာတော့ကိုဘိုးမြပင်ငါးမြမသွားရတော့ပင်တလောကကိုအောင်ချစ်တို့လေထွန်တော်တွင်တရင်တွေကနွားကိုပြစ်တတ်ကစစ်ရိတ်ခါလောက်သွားသည့်ကြားကလေးကကိုဘိုးမြသည်အိမ်ထဲကအိမ်ပြင်မထွက်တော့ချေအဖေကလည်းတော့ဒီလောက်တောင်ကြောက်ရသလားဟုမြတီကပြောသည့်အခါတွင်စိတ်ထဲကတော့သူ့ကိုကြောက်သည်ပြော၍အတော်ခံပြင်းသွား၏တကယ်ကြောက်နေ၍သာရင်ငုံနေလိုက်ရသည်ရန်ကုန်ကိုကယ်ဆယ်ရေးဖွဲ့ကပို့လိုက်ရာမြတီတို့မှာဘဝတစ်တို့ရောက်လာသလားအောင်မေးသည်တောခတံမလန်တွေကိုမကြားရမမြင်ရကြက်ချေဘဲချေဝက်ချေနယ်တွေမနှံအော်ရန်ကုန်ဆိုတာဒါကြောင့်ပျော်စရာကောင်းတယ်ပြောကြတာကိုဟုစိတ်ထဲတွင်သာရန်ကုန်အပြောနှင့်လွမ်းခဲ့ရသည့်အရာသာနှင့်နှိုင်းယှဉ်ကြည့်ရတော့သည်သူတို့ကိုမော်တော်ပေါ်မှဆင်းနေဆင်းချင်းနောက်ကအမိုးပါသည့်အစိုးရကားပလက်ကြီးပေါ်သို့တင်ကခေါ်သွားလေသည်မြတီမှာရန်ကုန်မြို့လာပြီးမော်တော်ကားစီးရသည်ကိုအိမ်မက်ထဲမှလားဟုပင်တန်ရာဖြစ်မိသေးသည်ဒီလိုကားကြီးမျိုးမှာသူတို့ရွာတွင်အမတော်ကြီးလက်ထုတ်ပြီးတော့ကမြို့ပိုင်မင်းတို့စရေးကြီးတို့စီလာသည့်ကားမျိုးပင်ဖြစ်တန်ရသည်သို့သောမြို့ပိုင်မင်းတို့စီလာသည့်ကားမှာနောက်ကအမိုးခတ်စိမ့်စိမ့်အုပ်ထားသည်ကားတကားအနက်ကြီးပေါ်တွင်အင်္ဂလိပ်စာလုံးဖြူတွေရေးထားသလိုမြတီတို့စီးသောကားပလက်အနက်ကြီးမှာလည်းစာလုံးဖြူတွေရေးထားသည်နှုတ်ညာလေးအောင်ပန်းမှာကားစီးရ၍လာမသိရေပင်ရေနေသေးသည်သူတို့အတုပ်ကိုကားငါးစင်းဖြင့်ခေါ်သွားသည်ကတ္တရာစေးလမ်းမကြီးတွေကလည်းပြောင်ချောနေတာလွန်မရောတို့ရွာကဘိုးတာဦးအိမ်ရှိကလမ်းမကြီးနဲ့ကွာပါကားမှာလမ်းမတော်တော်ရှည်ရှည်ကြီးကိုမောင်းပြီးမှသူတို့နေရမည်နေရာသို့ရောက်သည်ရုံးစီလားမသိမြင့်မှန်ကြီးနဲ့လူတစ်ယောက်ကနာမည်တွေရွာမည်တွေအလောက်ကင်တွေကိုလိုက်မှတ်သည်အောင်ပန်းနာမည်ပါမကြံမှတ်သည်တို့ကိုဘာလို့ဖို့များနာမည်မှတ်တာပါလဲဟုကြောစိတ်လာမိသေးသည်ကျောင်းကြီးပေါ်တက်ရသည်ကိုစိတ်မတိုးမတန့်ဖြစ်မိသည်မရွှေခင်မှလည်းတိုက်ကြီးပေါ်မှာနေရမည်ကိုခံယူယူဖြစ်မိ၏အောင်မန်းကခတ်ဆော့ဆော့နဲ့တော့ဘယ်နေ့လိုက်ကြမလဲဟုရင်ထဲတွင်စိုးရိမ်ပူပန်လျက်ရှိ၏မြတီတို့တအိမ်တောင်အတွက်ကျောင်းတွင်အခန်းတစ်ခုရသည်တမန်တလင်းပေါ်တွင်တင်မြူးနွမ်းနွမ်းတစ်ချက်ကိုခင်းလိုက်လျင်ပင်သူတို့အဖို့အမတန်စည်းစိမ်ရှိသည့်အိယာဖြစ်ပေပြီမရွှေခင်ကမူရန်ကုန်မှာနေရတာစိတ်ချမ်းသာတယ်ကိုဘိုးမြရဲ့ဟုဆိုကအကြီးအကျယ်စည်းစိမ်တွင်နေ၏ကိုဘိုးမြမှာလည်းမနက်လင်းလာလျင်ချောင်းဝါသို့သွားကငါးတဲ့ငါးမြအလုပ်ကိုမလုပ်ရသဖြင့်ငိမ့်ချမ်းနေသည်မစားရမတောက်ရမှလည်းတိတ်မပူပင်လားဖောဖောတီတီမစားရတာတခုပဲရှိသည်ဒုက္ခတဲ့ကယ်ဆယ်ရေးအဖွဲ့မှတနေ့လျင်ဆန်နှလုံးစီနှစ်ချက်ခွဲသားနှင့်ပဲနို့စီဘူးတစ်လုံးသာထုတ်ပေးသည်ဒုက္ခတဲ့ကယ်ဆယ်ရေးအဖွဲ့မှထုတ်မပေးတော့ပြီးထားပါအောင်ဘာမှပူစရာမရှိငွေ25ကျပ်နှင့်မြတီဝတ်သည့်60ရန်ဥဒ္ဒဖျားနခတ်လေးတရန်လက်ထဲမှာရှိသည်ငွေ25ကျပ်နှင့်နဂတ်ကိုမြတီဤလက်ကင်ဘွားနှင့်ထောက်ကတိတိချာချာတင်ထားသည်တခုတော့ရှိရဲ့ရေကိုလုံလုံလောက်လောက်မချိုးရသည်မှာစိတ်ပြက်စရာကြီးဖြစ်သည်ရေပုံဝိုင်တစ်ခုထဲတွင်ဒုက္ခသည်တွေပြည့်ကျပ်နေသည်ဆန်ဆေးသူဆေးရေချိုးသူချိုးနှင့်တစ်ခါတစ်ခါရေအသုံးလိုလျင်အတော်ကြာဆောက်ရသည်အင်းရကန်နှင့်နီး၍တော့တော်ပါရည်တဲ့ညမောင်တီတွင်အင်းရကန်ဆက်သွား၍ရေချိုးသည်မှိုင်းပြနေသည့်တစ်ပင်ရိပ်စိမ်မန်းပွင့်နီကြည်ကြည်နှင့်ပတ်ဝန်းကျင်မှာစိတ်ကိုကြည်လင်စေသည်တောကမမြင်မညာခြုံမုတ်တွေလိုမဟုတ်ညီညာညာဖြတ်ထားသည့်ခြံစည်းရိုးပေါ်တွင်ပန်းပွေပြပြနီနီတွေပွင့်နေကြသည်မှာရန်ကုန်ကိုမှွေလျော်သည့်စိတ်ဓာတ်ကိုဆွဲငင်နေသည်ရောက်စတွင်စားပြီးအိပ်ပြီးစားဖြစ်၍ပြင်းသလိုလိုတခါတလေလဲဇဲရှိသလိုလိုအောင်မေးမိသည်ရောက်ပြီး2ရက်အကြာတွင်ကိုဘိုးမြခေါင်းဆောင်ကရွှေတကုံသို့ဖျားဖူးသွားလိုက်၏ကိုဘိုးမြကလည်းအဝတ်စားတစ်တစ်လွင်လွင်ထောက်မရွှေခင်ကလည်းကိုဘိုးမြနဲ့ရကလေးကတနက်ခါရှား၍၎င်းမလဲအားမပြုတ်ပြင်အား၍၎င်းနေပူကြိုးကျဲတွင်ဒဏ်ခံရသည့်အသားညူညူပေါ်တွင်တနက်ခါလဲ၍ညားစာကလေးကဒီလိုမြမြိုင်ဆိုင်ဆိုင်မထွက်ခဲ့ရသည်မှာကြာပေပြီခုမှပင်ကံကောင်းထောင်းမှ၍ရန်ကုန်မှာအိမ်ထောင်ဆောင်လန်ထွက်ရတော့သည်မြတီမှာတောတုံးကဝယ်ထားသည့်စိန်မြိုင်မျက်နှာချေနှစ်ထုပ်ကျန်၏အမေမျက်နှာချေလိမ့်မအောင်လားဟုပြောကအသားခက်လက်လက်မျက်နှာပေါ်တွင်မျက်နှာချေအပိန်သားရ၏
တရက်ထဲအဖြူတွင်ပန်းပွေအပြာနှင့်ပန်းနွယ်တန်းစိမ်းလေးတွေခတ်ထားသည့်အင်ကြီးကိုထုတ်ဝတ်သည်ခါမှာတရက်ထဲလုံးကြီးကိုဝတ်ကာကြော့ကြော့ကြီးထွက်လာသည်ရန်ကုန်ရောက်တော့ရွာကအိမ်ကလေးမီးလောင်ခံရသည်ကိုလည်းမေ့သွားသလိုဖြစ်မိ၏တောကငါးတဲ့ငါးမြားငါးရောင်လဲငှားလို့ကောက်ဆိုင်လိုက်သည့်ကိစ္စတွေကိုလည်းလောက်ရမှာပြင်းသလိုဖြစ်မိ၏ဒါကဗိုလ်ချုပ်တပ်ပုံကြီးတွေပေါ့ဟာဟုကိုဘိုးမြကလမ်းတောက်တွင်ချိန်ထားသည့်ပိုစတာကြီးကိုလက်ညှိုးထိုးပြ၏မြတီကမူစာတန်းများကိုစာလုံးပေါင်းကမော်ဖတ်၏ကောင်မလေးကရောင်ချချနဲ့လားခမဟုကိုဘိုးမြကမှန်းလိုက်မှနောက်ကလိုက်သွားရသည်ရေးထားသည့်စာတိတ်ပဲကိုပင်မသိလိုက်ရွှေတကုံဖျားသို့ရောက်သောအခါကိုဘိုးမြကတမူးတံပန်းစည်းကြီးကိုကိုင်ကရှေ့မှတက်၏တမန်တလင်းကြီးတွေကလည်းတော့ချောပြောင်းနေတာပဲဟုမရွှေခင်ကကိုဘိုးမြကိုလှမ်းပြော၏ဖျားရှိတွင်ကိုဘိုးမြမှာပန်းစည်းကြီးကိုကိုင်ကဆူတောင်း၏မြတီမှာရန်ကုန်မှာလူဖြစ်ရပါလို့ဤဖျားဟုသူ့ဖေမကြောက်အောင်တွတ်တွတ်တိတ်တိတ်ကြက်၍ဆူတောင်းလေသည်အပြန်တွင်မြတီမှာကားကြီးတွေပေါ်တွင်ကြကြနနထိုင်၍စီးလိုက်ခြင်းစိတ်ပေါ်လာ၏မရွှေခင်ကလည်းကားပေါ်ကအဖိုးကြီးအမေကြီးလင်မယားဇိမ်ကြကြစီးသွားသည်ကိုမြင်ရသောအခါအားကြမိလေသည်ကိုဘိုးများတယောက်သာဓာတွေကိုဂရုမစိုက်နိုင်ပဲသူတို့ဘာလို့မစီးနိုင်ရသည့်အကြောင်းကိုတွေးမိ၏ကံတရားပါပဲဘဝကအကျိုးပေးညံ့လို့ပဲဟူသည့်အဖြေသာရသည်ဒီပြင်ဘာမှမတွေးတတ်မြတီမှာခြေလျင်ဥယျစာရလမ်းကိုဖျက်လျှောက်လာစဉ်ညောင်းလာ၏မျက်နှာမှချွေးစည်းတွေကျလာ၏မျက်နှာချေတာခဲ့စဉ်လက်ကျန်နေခဲ့သည့်နရွက်အောက်နားမှငကိုအသားဖြူညွညွနှင့်မျက်နှာချေလိမ့်ထားသည့်မျက်နှာတွင်ချွေးစည်းချောင်းရာတွေထင်လာသည်ဖျားဆောင်နှမ်းမှအစင်းတွင်ကြာစံကြီးလာစားစဉ်ကလေးကချွေးတပြိုင်မြိုင်ကျလာပြီးယခုနေပူကျိုးကျဲတွင်ခြေလျင်လျှောက်လာကြသောအခါချွေးမှအတော်ပင်ထွက်လာသည်အမေကလည်းဖက်နှက်ကြီးချွတ်လို့ရှက်စရာကောင်းလိုက်တာမြတီကခလေးတစ်ဖက်ဖက်နှက်တစ်ဖက်နှင့်ဖိုးရိုးဖားရနိုင်လာသည့်သူ့အမေကိုလှမ်းပစ်သည်ကြတောင်းနာတဲ့တော့မစည်းနိုင်ဘူးရှက်မနေနိုင်ပါမြတီမှာတောသူဆိုပေမဲ့ဒီလိုမျိုးရောက်လာတော့ဖက်နှက်စည်း၍ကြကြနာနာသွားခြင်းသည်မတတ်နိုင်သူ့အမေလက်ထဲကသူ့မောင်လေးကိုသာကူချီပွေရတော့သည်သူ့အမေမရွှေခင်မှာဖက်နှက်မစည်းတော့ချေအမေရေကျောက်တို့ရန်ကုန်နေပြီးရွှေတကုံဖျားကြီးကိုကားနဲ့တွားပြီးဖူးရရင်တိုက်ကောင်းပါပဲနော်ဟုမြတီကစိတ်ထဲတွင်ဖြစ်လာသည့်အကြံကိုမနေနိုင်၍ထုတ်ပြောလိုက်ရသည်အေးပေါ့အေးအောင်တန်းနဲ့အောင်ပန်းလဲကြောင်းထားဟုမရွှေခင်ကမြတီဤစကားကိုပဲ့တင်ထပ်လိုက်၏ရန်ကုန်ရောက်စကတော့တော်ပါသေးရဲ့ရန်ကုန်ကိုပျော်သလိုလိုအားကြသလိုလိုရှိပါသေး၏ကြကြနေလျင်ကိုဘိုးများတို့အဖို့မဟန်ချေဆံမလဲပတ်စံရှိမှရသည်ဒုက္ခတဲ့ကယ်ဆယ်ရေးအဖွဲ့မှထုတ်ပေးပါ၏သို့တော့တနေ့ထမင်းချမ်း3-4ခါစားရသောကိုဘိုးများတို့မှာမလောက်ချေထို့ကြောင့်ဆံမပတ်စံနှင့်ပြည်လန်းဘက်ကကလားဆိုင်တွင်သွားဝယ်ရ၏တောတုံးကလိုချင်းငှား၍လည်းမရပစ္စည်းချင်းထပ်၍လည်းမရစီကလည်းရှားလိုက်သည်ကလွန်ပါရောမြတီတို့ရောက်စားကရန်ကုန်မှာစီတပိတ်သားကို6ကျပ်9ကျပ်ပေး၍ခတ်ရသည်တောမှာဆိုလျင်ပတ်စံထုတ်၍မဝယ်ရချောင်းထဲမြောင်းထဲထိအောင်လာသည့်အညာလေးများလာလျင်9နှစ်ထပ်လိုက်ကောက်ညင်နှင့်လဲလိုက်စသည်ဖြင့်ဖောဖောတီတီတောင်းရသည်ရေးဆိုသည်မှလည်းပြောစရာမရှိတော့မရွှေခင်ကမူဘိုးတာဦးလေဘေးကရေခတ်သွင်းသာရွှေ့ထားချင်ပါပြီဟုခဏခဏညီသည်တောတွင်လှဲတစည်းဖြစ်ထွက်လျင်ကနဆိုထင်းလက်မှုထင်းတွေအများကြီးရသည်ရန်ကုန်မှာထင်းမဝယ်နိုင်ချေကျောင်းဝင်းထဲကထင်းမဝယ်နိုင်ချေကျောင်းဝင်းထဲကတစ်ပင်အောက်မှတစ်ကိုင်းကြောင်များကိုတဦးနှင့်တဦးအလူအယက်ကောက်ရသည်သမင်းချက်ရသည်မှာလည်းဈဉ္ညံဘေးတွင်အစီအီအောက်ချက်တွေစီကချက်ရသည်မိုးရွာရင်တတုတ်ခါတခါတော့လဲအကျော်ဖိုလေးတွေနှင့်တူသည်ဟုထင်ရ၏သမင်းချက်တုံးတဦးနှင့်တဦးမိတ်ဆွေဖွဲ့ရ၏တဦးနှင့်တဦးရန်ဖြစ်တန်လဲကြားရ၏ရန်ကုန်မှာပတ်စံကုန်စရာကြီးဖြစ်သည်
လက်ထဲမှာရှိသည့်ငွေ25ကျပ်မှလည်းပြောင်းပေပြီမြတီဤအောက်တဖျားနဂတ်ကိုပေါင်ရသည့်ငွေ30မှလည်း50ကျပ်သာကျန်တော်၏ကိုဘိုးမြ၏တဲ့ပတ်စံကုန်လာတော်ဟုရန်ကုန်ကိုပြော်သည့်မတ်ရွှေခင်မင်းစိတ်ပြက်လိုက်ကိုဘိုးမြမှာလည်းငါလဲတောသာပြန်ချင်းတာပဲဟုသာညီနိုင်တော်သည်ငကိုကမှတောဟုခင်သည့်ကိုဘိုးမြမှာအလောက်လက်မဲ့စားစရာမဲ့ဘဝဖြင့်ရန်ကုန်တွင်မနေခြင်းပေနောက်တော့ကိုဘိုးမြမှာအလောက်လောက်ရလေသည်မနက်လင်းလာလျင်အင်းရကန်ထွက်ငါးမြညနေဘက်ဆိုလျင်လဲငါးမြထွက်ရသည်မြတီကမြေပဲလှော်နှင့်ကွန်ရရောင်းသည်တခါတလေကလားဆိုင်မှရေနံစီတို့ကိုနေပြန်တို့ဖြစ်ယူပြီးသူတို့ဒုက္ခတဲ့စခန်းထဲတွင်ပင်လှည့်လည်ရောင်းရသည်တော်ပါသေး၏တနေ့ဆိုလျင်မြတီက6မူ3မှတ်လောက်ကျန်သည်ကိုဘိုးမြငါးကလည်းဟင်းဖြစ်ဖောဖောတီတီစားရသည်သူငါးမြသည့်အတွက်ဟင်းလျာဖို့စရိတ်မကုန်တော့ပြီသို့တော့တနက်လျင်မြတီတို့အိမ်တစ်ထောင်မှာ14လုံးလောက်ချက်ရသည်အောင်မန်းတို့ညီကိုကလည်းဒုက္ခတဲ့ကယ်ဆယ်ရေးအဖွဲ့မှလုပ်ပေးထားသည့်ကစားကွင်းထဲကပြန်လာတိုင်းထမင်းချမ်းစားသည်မြတီဝင်ငွေလေးနှင့်တနေ့စာမလောက်ပေမြတီမှာဈေးရောင်းနှုန်းကနည်းနည်းရှက်သေးသည်ရှက်တာလည်းမဟုတ်ပါဘူးလေခံယူရဖြစ်သည်ဟုပင်ခေါ်ရပေတော့မည်တောမှာတော့ကငါးဝယ်ကြမလားငခုငရက်ငတိုင်းငမွေတို့ပါတယ်ဟုအော်စရာရှိခဲ့သည့်ပါဇက်မှာယခုငရုတ်တီးကြောက်တစ်လှဲ့ရေနံစီတစ်လှဲ့အော်ရတော့ခက်ရောင်ရောင်မရဲတရဲဖြစ်နေသည်တော်တော်လေးကြာမှအသားကျသွားသည်တခါတလေဈေးရောင်းရင်ဒုက္ခသည်တွေနေသည့်ကျောင်းဝင်းထဲလျှောက်ကနှင့်ပြန်လာရသည်လက်ထဲမှာတမတ်ခတ်သာရသည်သူတို့လည်းဝယ်ရှာနိုင်မယ်မထင်ပါဘူးဟုစိတ်ကထင်မိ၏ကြာတော့ကျောင်းဝင်းထဲတွင်ဈေးသည်တွေပေါ်လာသည်ဒီပြင်အလုံးမရှိတိုင်းမြေပဲစားလော်ကွန်းရာဆေးလိပ်လျှောက်ရောင်းသူတွေများလာသည်အသက်10နှစ်အရွယ်ကောင်လေးတွေမိန်းမကြီးတွေမိန်းကလေးတွေတခါတလေယောက်ျားကြီးတွေပင်လဲရောင်းကြသည်ဈေးသည်ပေါ်နေ၍တနေကုန်ကျောင်းဝင်းကိုပတ်ပတ်ချမူအောင်လှည့်ရောင်းမှ9မူလောက်ကိုအနိုင်ရတော့သည်အင်းရကန်မှာလဲကိုဘိုးမြလိုလူကြီးမို့ငါကောင်းကောင်းမရတော့ချေသို့တော့ချက်စားယုံတော့ရပါသေး၏ရန်ကုန်ကိုမတ်ရွှေခင်မှာစိတ်ပြက်လိုက်ရောက်စတော့ကဖျားသွားလိုက်တိုင်ကြီးစေးသွားလိုက်နဲ့ရန်ကုန်ရတာကိုတွေ့တယ်လို့ရှိမိ၏သို့တော့ကြာတော့အခါငွေကုန်လွန်း၍မထွက်နိုင်စခန်းတွင်သာကောက်နေရ၏ကိုဘိုးမြမှာမူငကိုကပင်တောမှပြောရသည့်အထက်ယခုလိုအလောက်လည်းမရှိဖောဖောတီတီလည်းမစားရနှင့်ကြာတော့ပို၍စိတ်ပြက်လာလေသည်ကိုဘိုးမြရဲ့ကျုပ်တို့တော့ကစူးပူနေလို့သာစားတော့တာကတော့ဖောဖောတီတီရှိတာဟုတညတွင်ကိုဘိုးမြကိုပြောမိသေးသည်ဟုတ်တယ်ရွှေခင်ရငါတော့စိတ်ပြက်ပါပြီတနေ့ကတော့ဒိုးကိုပြန်ပို့မလို့ဘာလို့ပြောတန်ကြတယ်အလောက်ကလည်းမရှိကွာဒီလိုနေရတော့လဲဟန်မကြပါဘူးသိပါဘူးတော့ရန်ကုန်ကပတ်စံရှိတုံခဏတော့ပျော်စရာကောင်းတာပါပဲကြာနေလို့တော့တိတ်ပျော်စရာမရှိပါဘူးဟုမရွှေခင်ကပါကိုဘိုးမြကိုထောက်ခံလာသည်ဒီထဲတွင်အောင်မန်းတို့ညီကိုနှင့်မြတီကညီတံမကြရအောင်မန်းတို့ညီကိုမှာကစားကွင်းတွင်ကစားကြရန်ဖြစ်ကြနှင့်ပျော်နေပုံရသည်မြတီမှာလည်းရန်ကုန်တွင်အလောက်ကျန်တိတ်မလောက်ရ၍တသွေးတမွေးဆိုပြေကအသားများပင်လှလာလေသည်ငကိုကဖြူမယောင်ယောင်နှင့်ညိုစိတ်အသားမှဝင်လာသည်အောက်တဖျားငကန့်နှပေါက်နေရာတွင်ပဲ့ကြီးစေးကဖန်တောင်းစိမ့်မှာနှပေါက်ဟောင်းလောင်နှင့်မြင်ရသည့်ထက်ကြည်ပျော်ရှုပျော်ဖြစ်လာသည်တခါတွင်စိတ်ထဲကြည်နူးသလိုဖြစ်လာ၍အမေရေရန်ကုန်နေရတာငိမ့်ငိမ့်နဲ့စားရလို့ကြောက်ဖြစ်ဝလာသေးတယ်ထင်တယ်ဟုပြောလိုက်မိသည်မြတီမှာမနက်ကလေးကရှောက်ရောင်းတော့လဲငါးပဲသာရသေး၍စိတ်ပြတ်မိသည်ဈေးသည်တွေကလည်းပေါ်လွန်ဟုရေရွမိသည်မနက်ကကလားဆိုင်ကယူလာသည့်ငရုတ်တီး6မှလည်းမကုန်သေးကြပန်းဟိုဟာဒီဟာရောင်း၍လဲသူ့လိုကိုလိုကြီးဖြစ်နေ၍ဈေးရောင်းရသည်ကိုပြင်မိ၏ငငယ်ကအိုးဘုတ်တန်းကစားတော့ကဈေးရောင်းသူကြီးဖြစ်နေသလိုဈေးသည်တွေပေါ်လွန်၍လဲငငယ်တုန်းကဘဝကိုအမှတ်ရမိသေးသည်မြတီမှာအဝေးရှိ
စိမ့်ပြပြတော်ရိပ်ဝဲအထင်းသားပေါ်နေသည့်မိန်းကလေးကျောင်းဆောင်ကိုမျှော်ကြည့်နေမိ၏ကျောင်းတကားဝတွင်ကြပြားမလေး၃ယောက်ကိုမြင်ရသဖြင့်သူတို့ကိုပင်အားကြမိသည်ဟောကားကြီးပေါ်မှာမိမချော်ချော်လေးတွေပါလားရှေ့ကလည်းယောက်ျားတွေနဲ့ကျောင်းသားတွေထင်ပါရဲ့အနားကဖြတ်သွားသောကားကြီးပေါ်မှကျောင်းသူလေးတွေကိုအားကြမိ၏လုံချီအပြာအဝါအနီအသားလေးတွေကခပ်ဖြူဖြူညံ့လို့ခေါင်းမှလည်းအမောက်တွေနဲ့ပါလားပါးလေးတွေနှကန်းလေးတွေကလည်းညီပြေပြေလေးတွေသူတို့များဖြင့်ငိမ့်ငိမ့်ချမ်းချမ်းနေရလို့နှကန်းလေးတွေပါးလေးတွေညီနေပါထင်ရဲ့တို့များနှကန်းဖြင့်ဖြူချောက်ချောင်းနဲ့မြတီမှာဈဉ္ဉံဘေးမှာဗန်းကိုချထားရင်းငေးကြည့်နေမိ၏စိတ်ထဲတွင်လှောက်ရှားလာ၏အသားဖြူခြင်းသည့်စိတ်နှကန်းနီခြင်းသည့်စိတ်ယောက်ျားလေးတတန့်ပြပြနှင့်သူတို့လိုကားပေါ်မှာတွဲဆင်းခြင်းသည့်စိတ်လေးတွေနှောက်လာ၏မိုးရွာပြီးစားဖြစ်၍မြက်ပင်မြက်များတို့သည်ပလဲကုန်းလေးတွေကိုဆင်ထားသလိုမိုးနှင်းငွေ့ရည်များဥနေကြသည်ပဓာပွေအကျွင်းကလေးများမှာမိုးဖြန်းထားသည့်ကတ္တရာစီလမ်းပေါ်သို့ကြွေကြကာရိုးတိုးရိတ်တိတ်စိတ်တစ်မျိုးဝင်လာလေနှကန်းနီထမိန်ပြလဲလဲစပင်အမောက်အတွန့်လေးများသည်မြတီဤမြစ်စေထဲဝဲတဝဲလဲလဲပေါ်လာ၏ရှေ့ကဈေးပန်းကိုမြင်လိုက်မှဒီအယုတ်ကားများမှာပျောက်ပြက်၍သွားကြလေသည်အမေရေဒီနေ့ဈေးရောက်လို့မကောင်းဘူးတော့ဟုမြတီနှစ်ဖူးမှဆန်စားကိုတက်ရင်စိတ်ပြက်တန်နှင့်ညီလာ၏အေးရသလောက်ပေါ့အလကားနေတာထက်ဆိုင်ရင်တော့တော်သေးတာပေါ့တခါကလည်းကြုံရသေးသည်မြတီမှာဈေးရောက်ရင်ကျောင်းစာတင်ခန်းသားသို့ရောက်သွားသည်ခုံမော်တွင်အသားဖြူဖြူကောင်မလေးတွေထိုင်နေကြ၏ကလားဆရာကြီးကကလားလိုလားအင်္ဂလိပ်လိုလားပြောနေ၏မြတီမှာဈေးပန်းကိုမေ့ကကလားကြီးစကားတန်ကိုနားထောင်နေမိသည်ယောက်ျားလေးတွေနဲ့အတူတူပါကောဟောနောက်တန်းကကျောင်းသားတွေကိုရှေ့ကကျောင်းသူတွေလှည့်ကြည့်ပါလားဆရာကလည်းဘာတွေများတင်မလဲဟုမရေမရာတွေးရင်းသာထွက်လာခဲ့ရသည်မြတီမှာတော်တော်စိတ်ပြက်လာသည်သို့တော့မြတီစိတ်ပြက်နည်းမျိုးမှာကိုဘိုးများတို့မရွှေခင်တို့လိုတောမပြန်ရ၍စိတ်ပြက်ခြင်းမျိုးမဟုတ်ပါစပင်မှာကျောင်းသူတွေလိုကောက်၍မရနှကန်းလဲညီပြပြလေးမဖြစ်လားတနေ့က900 100စားကြည့်တော့နှကန်းပေါ်မှာညီပြပြအယောင်လေးတန်လာသည်တော်တော်ကြာတော့ပြေသွားသည်သူတို့ကကွန်းစားလို့နေရတာလည်းမဟုတ်ပါဘူးငကိုကငိမ့်ငိမ့်ချမ်းချမ်းနေရလို့ထင်ပါရဲ့ဟူသာအဖြေထွက်လိုက်ရသည်စိတ်ထဲမှာကမရှင်မနက်ကမြတီကိုကလားကြီးကမပေးစဖူးအကျွေးပေးလိုက်၍အတော်ပင်ကျေးဇူးတင်၏ဒါတွင်မကတွေ6လယ်မဆက်ဟူ၍ပင်ပြောလိုက်သေးသည်မြတီသည်ဈေးလျှောက်ရောင်းရမှအပြန်အခန်းတွင်ခြေပြစ်လက်ပြစ်လဲနေသည်နောက်တနက်ခါဆက်တွေအပြောက်ခတ်ထားသည့်မှန်ကလေးရှိမှသူ့အရိပ်ကိုကြည့်ဟုတ်တော့နှကန်းကကွန်းစားလို့လားမသိပဲကျောင်းသူလေးတွေလိုရဲရဲနေနေပါတော့လားအသားလဲဖြူလာပြီနောက်သူ့ကိုယ်သူငုတ်ကြည့်၏အသားရည်မှာတကယ်ပင်ဝင်းလာသည်ဟုထင်ရ၏ကိုလုံးကိုပေါက်မှာတမျိုးပင်ဖြစ်သည်တစ်တစ်ရရနှင့်ပြေပြစ်သည်ကိုဘိုးမြလည်းငားမြရာကပြန်မလာသည်မောင်လေးအောင်မန်းတို့ညီကိုလည်းကစားကွင်းမှာကစားနေကြသည်အမေရေကြောက်ပစံသွားရှင်းအောင်မယ်ဟုဈဉ္ဉံဘေးတွင်ထမင်းချက်နေသည့်မရွှေခင်ကိုလှမ်းပြောကထွက်လာ၏မိန်းကလေးကျောင်းဆောင်ရှိတွင်ကျောင်းသူတွေလမ်းလျှောက်နေကြ၏စီးစာကလေးကလည်းမပွေတပွေမှုစိတ်ထဲမှာမြူမိသည်ငကိုကလည်းစိတ်ပေါ့ပါပြန်ရာသီဥတုကလည်းမလင်းတလင်းနှင့်တာယာပြန်တော့မြတီမှာရင်ထဲကခုံလာကပြုံမိဒီချိန်ဆိုရင်ပတ်စံရှင်းလို့ကောင်း၏လူရှင်းသည်ကကမနေ့ကကြံတာ2ကြက်တမူဒီနေ့ရင်နယ်စီယူတာက3ကြက်ဟုတွက်ရင်အဲ့တဲကပတ်စံကိုနှိုက်၏ရော့ရှင်ရေဟုတ်ရဲ့လားကောင်မလေးယူသွားအောင်လေဟာကြံသေးတယ်ကောင်မလာယူမယ်စိတ်ထဲတွင်ပေါ့ပါသွား၏ရှိနေသည့်အကျွေးတွေဆက်လိုက်ရ၍ဝမ်းသာမိသည်ပတ်စံပေး၍ပြန်မြည်ပြုမှာကလားကနေအောင်ဟုဆိုကမနက်ဖြန်အတွက်ဆန်ထုတ်ပေး၏ဆန်ချင်နေစဉ်မုတ်ဆိတ်မွေးရှာရှာကပါးကိုတိုက်မိသွား၍ရားကြီးကြီးဖြစ်သွား၏
လက်မောင်မွေးတွေနဲ့လက်ကြီးကမြတီကိုရစ်ပတ်၏နှာခေါင်းချွန်ချွန်ကမျက်နှာကိုမိုး၏အပြန်တွင်မြတီကိုကလားကငွေ9ကျပ်ပင်ပေးလိုက်သေးသည်မြတီမှာနွမ်းနေ၏ရင်ထဲကလည်းတတိတ်တိတ်ခုံ၏တောရောကအတွေ့ကိုငိုရမည်အတွေ့ပဲလားတာယာရမည်အတွေ့ပဲလားဟုဝေခွဲမရပြောရင်းဆိုရင်းမျက်ရည်လိုက်စင်လာ၏အဖြေထွက်ပါပေါ့လားစစ်ပင်ရိပ်များဝိုးဝါးဝါမြင်ရသည်ရှေ့မှဖျားရှိခိုးကြောင်းမျှော်စင်းကြီးမှာမှောင်ရိပ်ဝဲမထင်မရှားမြင်ရ၏မိန်းကလေးကျောင်းဆောင်ပေါ်မှမိပွေများသည်တွလွတ်လွတ်လူးကမြတီ၏ပါးပေါ်မှမျက်ရည်ဥဝဲအယောင်လာကတွဲလွဲခို၏ကောင်မလေးမှောင်လာချီလားဟုရောက်နှစ်ပြီးတော့အဖေကစီ၍ပြစ်တင်၏အဖေကိုလိုက်ရှာနေတာမြတီမှာဒီစကားကိုသာဖြေနိုင်တော့သည်မြတီသည်စိတ်ပုံတံမှာတောလိုစိမ့်လန်းသည့်အယောင်လွင်သည့်အယောင်ပြက်၏နှက်ခမ်းနီအောင်ကွန်စား၏မျက်နှာချေလဲ၏ကလားကပဒုံမှာတစ်ထည်နှင့်တရက်ထဲလုံးကြီးဝဲပေး၏အမေရေအဖေစီလိုက်ချီအောင်မယ်ဟုဆိုကညနေပိုင်းထွက်သွား၏အပြန်တွင်မြတီသည်ခက်မိုင်းခက်မမုံလင်းနေသည့်မိယာဝဲ9ချက်တန်းကိုဆောက်ထား၏အဖေတို့လည်းမစင်ရတော့ဘူးအမေကိုလည်းလုံကြီးကောင်းကောင်းဝယ်ပေးရမယ်ဒီလိုနှင့်မြတီမှာနေ့စေးရောင်ညအဖေစီလိုက်မယ်ဟုဆိုကပြန်လာတိုင်းငားများပြန်လာတော့ကိုဘိုးများထက်နောက်ကျ၍ရောက်၏မတက်နိုင်ပါအလုပ်လည်းမရှိဈေးအောင်ပြန်လင်းလည်းအမျက်မရဒုက္ခတဲ့ကယ်ဆယ်ရေးမှပေးသည့်ဆန်ကလည်းမလုံလောက်တခါတလေပိုးထိုးရေဆိုးဆံပင်ပါသေးသည်မြတီမှာလူလေး9ယောက်ကိုတွေ့ဖူးလာ၏ဒီလိုကျောင်းဝင်းထဲတွင်ဈေးသည်တွေပေါ်သည့်အတွက်တစ်နေ့တစ်ချက်လောက်မှမကျန်ဈေးသည်တလောက်ပေါ်သည့်ခေတ်တွင်မြတီမှာကံတရားကိုသာအဆိုးချရသည်ဖေတို့အမေတို့သိရင်တော့ဒုက္ခပဲတခါတလေတော့စိုးရိမ်မိသည်တောမာသာနေရင်ဒီလိုဖြစ်မှာမဟုတ်ဘူးဟု၍လဲနောင်တရတယ်လို့ရှိဒီလိုနှင့်မြတီမှာအဆုံးတွင်ငိုရမလားဟုမဝေခွဲနိုင်တညမှာလူရည်တန်တန်2ယောက်လာခေါ်သွား၏တညလုံးအတွက်ငွေ40ရသည်မြတီမှာပထမတော့ကလားနယ်တုန်းကတည်းကငွေ9ချက်ကိုခုံမင်းမိလို့သူတို့နဲ့ကြတော့ငွေ40ကိုမတ်မော်မိလို့ညကဘယ်သွားနေတယ်လဲဟုအဖေတို့အမေတို့မေးမာကိုပင်မစင်စားနိုင်ပဲငွေ40နောက်ကိုလိုက်မိ၏မနေ့ညကညီးပဲ့သွားနေတော့ဟုမရွှေခင်ကအမေတွင်မြတီကဟိုဘက်ကျောင်းကအကြီးလေးတို့စီမှာတော့နေမကောင်းလို့တဲ့အမေတို့မရှိတော့လာခေါ်လို့ဟုမှုသား300သည်မြတီသည်တခါတလေနေ့ခင်းတွင်ပင်ဈေးပန်းကိုအပ်ကာသူတို့ခေါ်ရသို့လိုက်သွားတတ်၏ညမှာသူ့ဖို့အကြောင်းပြစရာလည်းမရှိ၍နေ့လယ်တွင်သာလိုက်လေသည်ယနေ့မှမူမြတီရင်ထဲမှာဟာတတနှင့်မောပန်းသည်ခေါင်းထဲကနောက်ကြည့်ကြည့်ဝေဒနာလည်းခံစားရ၏ဈေးအောင်မင်မထွက်နိုင်ချေပတ်စံကရပါ၏သို့တော်နောင်တရမိသည်အဖေတို့အမေတို့မတိချဘူးနော်နေ့တိုင်းအမေရေဈေးအောင်ကောင်းတယ်ဟုပတ်စံရွှင်သည်ကိုပြ၍ညာလျင်ယုံသည်သူ့မိမရွှေခင်ကိုတနာလာ၏စိတ်ကြည်လင်ငြိမ်သက်သုံးတွင်မူတောကမလာလျင်ငါဒီလိုဖြစ်ချင်မှဖြစ်မှာဟုတွေးမိ၏ကရင်တွေရွာမီးမရှို့ရင်တောမှနေရတာကကောင်းမှဟုထင်လာသည်စရေးကြီးတို့ကလည်းဆန်လုံလောက်ပေးရင်တော့ကောင်းသားပဲဟဲ့မြတီဘာဖြစ်နေတာလဲဘာမှမဖြစ်ဘူးအမေဟုသာဖြေနိုင်မရွှေခင်ကနှက်ခမ်းဖြူဖြူရောမြစ်တွင်ကြကြနှင့်သူ့သမီးကိုသာတတေချာချာကြည့်ရင်နေကောင်းရဲ့လားအေးဟုမေးသည်ကောင်းပါတယ်အမေရဲ့ဟုသာဖြေနိုင်တော်လဲခေါင်းထဲမှာတရရိပ်မူသည်အကျော်အချင်တွေကြိုက်ခဲသည်ဘာမှန်တော့မသိမိုးအေးလို့ပဲအကျော်အစ်စ်ကြိုက်သလားဟုတွေးရသည်မြတီမှာဝိလေနှင့်ပင်တောကိုလည်းလွမ်းသည်လဲကွင်းနဲ့တေးတကြောအော်ဟစ်ကကောက်ဆိုင်ထွက်ချိန်ချောင်းဝမှာငားများသွားချိန်တို့ကိုအောင်မေမိ၏ငါ့ကိုမြို့ရောက်အောင်ဘသူတွေပို့ပါလဲငါဒီဘွားရောက်တာဘာလို့ပါလဲဟုရင်ထဲမှ
မလင်းတလင်းနှင့်စဉ်းစားသည်ဟန်ငါကိုကရန်ကုန်လာချင်လို့ဖြစ်တာတင်ပါရဲ့ဟိုကလားကြီးကလည်းငါကိုဒီဖြေကိုသာရ၏ဘသူ့ကိုမှလည်းအဆိုးမရှာမိဘသူ့ကိုမှလည်းအပြစ်ရှာမတွေ့မိုးမှာတဖွဲဖွဲပင်တွန်နေ၏အခန်းပြင်ကိုကြည့်လိုက်လျင်စိတ်မန်းပွေနီဝဝါတို့မှာတဖြုတ်ဖြုတ်ကြွေကြ၏ဟောရွက်စိန်တစ်ချက်ပြုတ်ထွက်ကမြတီရင်မှာလာညစ်၏ခက်ချွချွနှာခေါင်းနှင့်ကျေပြတ်သည့်ရင်အောက်ကမြတီကိုပေါ်မှာဖိ၏မြတီမှာရင်ထဲတွင်ဟင်းလင်းဟာရင်းကနေအမေရေမြတီဟာအမေသမီးမဟုတ်တော့ဘူးဟုမျက်ရည်ဆူဆူနှင့်ပင်ခတ်တူတူညီလာမိတော်သည်မြတန်တင်